ကချင်ပြည်မြောက်ပိုင်းမှာဖြစ်ပါတယ်။အမေရိကန်တပ်တွေဟာအိန္ဒိယနဲ့တရုတ်ကိုဆက်သွယ်ပေးမယ်လီရိုလမ်းမှာစီမံကိန်းကိုကာကွယ်ဖို့နဲ့ဗြိတိရှတို့ရဲ့မြန်မာပြည်သိမ်းစစ်စင်ရေးကိုကူညီဖို့အတွက်ပျောက်ကြားတိုက်ပွဲတွေကို1943ခုနှစ်ဖေဖော်ဝါရီလကစပြီးဆင်နွှဲလာကြပါတယ်။အဲဒီနှစ်အောက်တိုဘာလမှာတော့ဗြိတိရှအိန္ဒိယတပ်တွေဟာရခိုင်ပြည်မြောက်ပိုင်းကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်။1944ခုနှစ်မတ်လမှာတော့ဂျပန်တပ်တွေဟာအိန္ဒိယနိုင်ငံကိုသိမ်းပိုက်ဖို့ရည်ရွယ်ပြီးအာသာနဲ့မဏိပူရဒေသကအင်ဖာနဲ့ကိုဟီမာမြို့တွေကိုလေးလကြာအောင်ဝန်းရံတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျပန်ရဲ့ထိုးစစ်ကိုမဟာမိတ်တပ်တွေကခုခံတိုက်ခိုက်ပြီးတံပြန်ထိုးစစ်ဆင်နိုင်ခဲ့တဲ့အတွက်ဂျပန်တပ်တွေဟာအကြဆုံးများစွာနဲ့ဇွန်လအကုန်မှာပြန်လည်ဆုတ်ခွာခဲ့ရပါတယ်ဂျပန်တွေအိန္ဒိယစစ်မျက်နှာကနေဆုတ်ခွာလာပြီးတလကျော်အကြာဩဂုတ်လ4ရက်နေ့မှာတော့ဗိုလ်ချုပ်အောင်ဆန်းဟာဖက်စစ်ဂျပန်တော်လှန်ရေးအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ကွန်မြူနစ်ပါတီကိုယ်စားလှယ်တွေနဲ့ပဲခူးမြို့မှာတွေ့ဆုံဆွေးနွေးပါတယ်။အဲ့ဒီအစည်းအဝေးမှာပဲဖက်စစ်တိုက်ဖြစ်ရေးပြည်သူ့အဖွဲ့ချုပ်ဖတာပါလာကိုဖွဲ့စည်းဖို့ဗိုလ်ချုပ်အောင်ဆန်းကအဆိုပြုခဲ့ပြီးဖက်စစ်တော်လှန်ရေးကြီးညာစာတမ်းအမှတ်1ကိုအတည်ပြုခဲ့ကြပါတယ်။အမှန်တော့ပြည်တွင်းကဂျပန်စန့်ကျင်ရေးအင်အားစုတွေဟာ1943ခုနှစ်နိုဝင်ဘာလကတည်းကအိန္ဒိယနိုင်ငံမှာရှိတဲ့မဟာမိတ်တပ်တွေနဲ့အဆက်အသွယ်ရယူထားခဲ့ကြတာပါ။ဒီနောက်ရက်သတ္တနှစ်ပတ်ကျော်အကြာမှာတော့ဗိုလ်ချုပ်အောင်ဆန်းကဗမာအမျိုးသားတပ်မတော်ဗမာကွန်မြူနစ်ပါတီနဲ့ပြည်သူ့ရေးတော်ပုံပါတီတွေကကိုယ်စားလှယ်တွေကိုသူ့အိမ်မှာခေါ်ယူပြီးထပ်မံစည်းဝေးခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာဖက်စစ်တိုက်ဖြစ်ရေးပြည်သူ့အဖွဲ့ချုပ်ကိုဖွဲ့စည်းပြီးဗိုလ်ချုပ်အောင်ဆန်းကိုဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြပါတယ်။တော်လှန်ရေးရဲဘော်တွေကိုလည်းမဟာမိတ်တွေစီမှာစစ်ပညာသင်ဖို့နဲ့ဖောက်ခွဲပျက်စီးရေးသင်တန်းတွေတက်ရောက်စေဖို့ဆုံးဖြတ်ကြပါတယ်။အိန္ဒိယစစ်မျက်နှာမှာတက်လှန်သွားခဲ့တဲ့ဂျပန်တပ်တွေရဲ့နောက်ကိုမဟာမိတ်တပ်တွေကထက်ချက်မကွာလိုက်ပြီးတိုက်ခိုက်ကြပါတယ်။1945ခုနှစ်ဖေဖော်ဝါရီလမှာတော့မိထီလာနဲ့မန္တလေးအပါအဝင်မြန်မာပြည်အလဲပိုင်းကမြို့ရွာတွေကိုမဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်ကြပါတယ်။ရခိုင်ပြည်မြောက်ပိုင်းကိုရောက်နေပြီဖြစ်တဲ့ဗြိတိရှအိန္ဒိယတပ်တွေကလည်းရခိုင်ကမ်းရိုးတန်းတစ်လျှောက်ထိုးစစ်ဆင်ဝင်ရောက်လာကြပါတယ်။ဂျပန်တော်လှန်ရေးနောက်ဆုံးအစည်းအဝေးမှာတော့ဗမာအမျိုးသားတပ်မတော်ဗမာကွန်မြူနစ်ပါတီနဲ့ပြည်သူ့ရေးတော်ပုံပါတီတွေကကိုယ်စားလှယ်တွေဟာစစ်တိုင်းတွေကိုတတ်မှတ်တာဝန်ခွဲကြတဲ့အပြင်1945ခုနှစ်ဧပြီလ2ရက်နေ့ကိုဂျပန်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်လိုက်ကြပါတယ်။ဗမာတပ်မတော်ဟာဂျပန်တွေနဲ့တွဲပြီးမဟာမိတ်တပ်တွေကိုတိုက်ခိုက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့1945ခုနှစ်မတ်လ18ရက်နေ့မှာစစ်ထွက်ခဲ့ပါတယ်။အစကဧပြီလ2ရက်နေ့မှာတော်လှန်ရေးစမယ်လို့သတ်မှတ်ထားခဲ့ပေမဲ့ဂျပန်တွေကတန်တရားရှိလာတာကြောင့်မတ်လ29ရက်နေ့မှာပဲတော်လှန်ရေးကိုစတင်ခဲ့ရပါတယ်။အဲဒီနေ့မှာပဲဗမာအမျိုးသားတပ်မတော် BNA ကိုမျိုးချစ်ဗမာတပ်မတော် PBF အဖြစ်နာမည်ပြောင်းလိုက်ပါတယ်။ဂျပန်တော်လှန်ရေးစတင်ပြီးတလခွဲအကြာမှာတော့ဗြိတိရှတို့ကမျိုးချစ်ဗမာတပ်မတော်ကိုမဟာမိတ်တပ်ဖွဲ့အဖြစ်သတ်မှတ်ပြီးပျော်ပွဲပြင်မနာတောင်ငူစတဲ့မြို့တွေကိုအတူသိမ်းပိုက်ခဲ့ကြပါတယ်။စစ်တွေနဲ့ရံပြန်မြို့တွေကိုတော့ဗြိတိရှအိန္ဒိယတပ်ဖွဲ့တွေကသိမ်းယူခဲ့ကြပါတယ်။မေလ1ရက်နေ့မှာတော့ဗြိတိရှဂေါ်ရခါတပ်ဖွဲ့တွေဟာလီဒီတွေနဲ့ဆင်းသက်လာပြီးရန်ကုန်မြို့ဝကိုသိမ်းပိုက်လိုက်ကြပါတယ်။မေလ2ရက်နေ့မှာတော့ဗြိတိရှအိန္ဒိယတပ်ဖွဲ့တွေဟာအန်တက်ရေရင်တွေနဲ့ရေရိုးတစ်လျှောက်တားဆီးမရှိချီတက်လာပြီးဂျပန်တွေဆုတ်ခွာသွားခဲ့ပြီဖြစ်တဲ့ရန်ကုန်မြို့ကိုသိမ်းပိုက်လိုက်ကြပါတော့တယ်။အမေရိကန်လေတပ်ဟာ1945ခုနှစ်ဩဂုတ်လ6ရက်နေ့နဲ့9ရက်နေ့တွေမှာဂျပန်နိုင်ငံဟီရိုရှီးမားနဲ့နာဂါဆာကီမြို့တွေပေါ်ကိုအနုမြူပုံကျဲချလိုက်ပါတယ်။ဩဂုတ်လ15ရက်နေ့မှာတော့ဂျပန်ဘုရင်ဟီရိုဟီတိုကလက်နက်ချအမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်။ဒီနောက်ဂျပန်နိုင်ငံသားရေးဝန်ကြီးနဲ့စီဦးစီးချုပ်တို့ကမဟာမိတ်စစ်တေနာပတိချုပ်အမေရိကန်ဗိုလ်ချုပ်ကြီးမက်ကာသာနဲ့မဟာမိတ်တပ်ပေါင်းစုဗိုလ်ချုပ်ကြီးတွေရဲ့ရှေ့မှောက်မှာလက်နက်ချစာချုပ်ချုပ်ဆိုလိုက်တဲ့အတွက်ဒုတိယကမ္ဘာစစ်ကြီးတရားဝင်ပြီးဆုံးသွားပါတော့တယ်။ First pictures of Act 2 of the surrender drama. Scene, Rangoon. Chief characters,
1945ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာတော့ဂျပန်ပြည်ရင်ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာစင်ကာပူမြို့ကတဆင့်ရန်ကုန်မြို့ကိုလာရောက်ပြီးလက်နက်ချစာချုပ်ကိုအစိုးရအိမ်တော်မှာလက်မှတ်ရေးထိုးကြပါတယ် The capitulation ceremony took place at Rangoon's government house. Address မြန်မာ rehearsal နိုင်ငံအနှံ့ကဂျပန်တပ်တွေကလည်းနီးစပ်ရာမဟာမိတ်တပ်တွေထံမှတရားဝင်လက်နက်ချကြပါတယ်မြန်မာပြည်စစ်မျက်နှာရဲ့ဂျပန်စီဦးစီးမှုဗိုလ်ချုပ်ကြီးကီမူရာကသူ့ရဲ့ဆောင်ဓားကိုအနှင်းပြီးအပိသက်လက်နက်ချတဲ့အခမ်းအနားကိုတော့အောက်တိုဘာလ24ရက်နေ့ကျမှရန်ကုန်တက္ကသိုလ်ဘွယ်နှင်းသပင်ခမ်းမရှိကမြက်ခင်းပြင်မှာပြုလုပ်ခဲ့ပါတယ်ဒီနောက်မှာတော့ရန်ကုန်မြို့ကိုပြန်ရောက်လာကြတဲ့မဟာမိတ်စစ်တုံးပန်းတွေနဲ့အတူစစ်နိုင်အင်္ဂလိပ်တပ်တွေကစစ်အောင်ပွဲခံအခမ်းအနားကိုကျင်းပကြပါတယ် ပိုင်မင်းနဲ့တွင်ငင်ရှင်းရှင်းနေနိုင်ဖို့အစီကုန်းတရေကများ အခုလိုအင်္ဂလိပ်တပ်တွေစစ်နိုင်သွားပြီဆိုတာဟာအင်္ဂလိပ်အစိုးရလက်ထဲကိုမြန်မာပြည်ပြန်ရောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။တနည်းပြောရရင်တော့ဒုတိယကမ္ဘာစစ်အတွင်းမြန်မာပြည်စစ်မျက်နှာမှာမဟာမိတ်တပ်သား4000ကျော်ဂျပန်တပ်သား3,500ကျော်နဲ့အတူမြန်မာပြည်ကအရသားအနည်းဆုံး2,500ကျော်လောက်သေဆုံးခဲ့ကြရပြီမြဲမြန်မာပြည်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုဟာဆုံးခတ်မတိုင်သေးဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ လွတ်လာရေးဒေသပေးသနာတော်မူကရွှေဖုံးတော်အရှင်တခင်သူများဖယား အိန္ဒိယနိုင်ငံဆင်မလာမြို့မှာဆစ်ဆောင်နေခဲ့တဲ့အင်္ဂလိပ်ဘုရင်ကဒေါ်မန်စမစ်ဟာ1945ခုနှစ်ဧပြီလမှာရန်ကုန်မြို့ကိုပြန်ရောက်လာပါတယ်။ဒီနောက်မေလမှာစက္ကူပြူစာတမ်းကိုထုတ်